လက်ရှိပေါ့နော်စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေကြားမှာတော်တော်လေးခက်ထနေတယ်ပေါ့နော်ဒီဘက်ကလည်းဒါစိုးရိမ်ပူပန်မှုတွေရှိကြတယ်ပေါ့ဒီအခြေအနေနဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်တို့ဘယ်လိုကင်တွယ်ဖြည့်ရှင်းသင့်လဲပေါ့နော်ဆရာလည်းဘယ်လိုစဉ်းစားထားလဲပေါ့အဲ့ဒါလေးသိကြပါလေဟိုနည်းနည်းတော့အကဲဆက်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်နော်ပတ်တယ်လို့ပြောရရင်တော့ဘာကြောင့်လဲဆိုတော့တာမန်အပြင်ကတော့တခြားနိုင်ငံတွေမှာလည်းစစ်မှုထမ်းဥပဒေရရှိတာပဲဒါကိုရီးယားမှာဆိုရင်လာဘူး K-pop တွေပါတယ်အဆိုတော်တွေရောပါတယ်တော့ဒါစစ်မှုထမ်းကြတယ်ပြောရရင်တည်င်းတော်ဖြစ်သေးတယ်အဲ့တော့ကျွန်တော်တို့စီမှာကြတော့ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဟိုကြားနေရတဲ့တည်င်းတွေကဟိုတိတ်မကောင်းဘူးတိတ်မကောင်းဘူးဆိုတာကလည်းဘယ်လိုဖြစ်တယ်ဆိုတော့အထူးသဖြင့်ကတော့ဟိုဥပဒေနည်းဥပဒေတွေအတိုင်းစနစ်တကျဖြစ်နေခြင်းဒီလောက်ပြဿနာမဟုတ်ဘူးဟုတ်ပါတယ်ဒါပေမဲ့ဟိုမြေပြင်ပေါ်မှာဟိုသူ့ဒေတာအလိုက်ပေါ့စစ်မှုထမ်းမပါတဲ့ဒီသားစုတွေအိမ်အောင်စုတွေကအစတလောက်ဘလောက်ထည့်ဝင်နေရတယ်ဆိုတာမျိုးတွေနောက်တချို့လဲစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ဟိုငွေကြေးကောက်ခံတာတွေနောက်ဆုံးပြောရရင်တော့စစ်မှုထမ်းဝယ်ထည့်ရတယ်တို့ကအစပေါ့နော်အဲ့ဒါမျိုးဖြစ်နေတယ်အဲ့တော့ဖြစ်နေတော့ဟိုကျွန်တော်အမြင်ပြောရရင်တော့တကယ်လို့ဒါလက်နက်ကင်ပြိပက္ခမရှိဘူးဆိုရင်ကျွန်တော်ပြည်ပအန္တရာယ်အတွက်ပဲကျွန်တော်တို့ကဒီနိုင်ငံတော်ကာကွယ်ရေးဆိုတာကတပ်မတော်ကအဓိကတာဝန်ယူရတာအခုကကြတော့ဒါပြည်တွင်းမှာလက်နက်ကင်ပြိပက္ခဖြစ်တဲ့အခါကျတော့ဟိုလူငယ်တွေရဲ့စိတ်ထဲမှာကလည်းပြည်ပရန်အတွက်စစ်မှုထမ်းရတယ်ဆိုရင်ခံစားတယ်ဆိုတော့အခုကကြတော့လေကိုတိုင်းတိုင်းချင်းချင်းနေရတယ်ဆိုတဲ့ဟာအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီငြိမ်းချမ်းရေးပေါ့ငြိမ်းချမ်းရေးတာကျွန်တော်တို့ဟလာထိထိရောက်ရောက်ကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင်တိုက်ပွဲတွေအချိန်နဲ့ကြာသွားတယ်အဲ့ဒါဆိုရင်ခုနစစ်မှုထမ်းလိုအပ်ချက်ကလည်းနေသွားနောက်တစ်ခုကတော့ဒီစစ်မှုထမ်းဥပဒေကိုဖော်ဆောင်တဲ့အခါမှာအဓိကအောက်ခြေမှာမြေပြင်ပေါ်မှာခုနကအဂတိလိုက်စားမှုတွေဒါငွေကြေးကိစ္စတွေအဲ့ဒါတွေကိုဖြည့်ရှင်းနိုင်မှုအတွက်ဘယ်လိုပုံစံဆောင်ရွက်မယ်ဆိုတာကိုကျွန်တော်တို့ဟိုတိတိကျကျညွှန်ကြားချက်ပြီးတော့ဟို monitor လုပ်တာပေါ့စီစစ်တာတွေတိုင်ကြားနိုင်တဲ့ရန်တရားတွေအဲ့ဒါတွေကျွန်တော်တို့တိစောက်ဖို့လိုအဲ့တော့အထူးသဖြင့်ကတော့စစ်မှုထမ်းဥပဒေကိုဘာကြောင့်စိုးရိမ်နေကြတယ်လဲဆိုတော့အသက်အန္တရာယ်နဲ့ထိတ်ဆက်ပြီးတော့စိုးရိမ်ကြတယ်အဲ့တော့ဖြစ်နေတာကလည်းပဲဘယ်ဘက်ကတည်တည်လေကျွန်တော်တို့နိုင်ငံသားတွေပဲကျွန်တော်တို့လူငယ်တွေကြီးပဲဒါကြောင့်မလို့ကျွန်တော်တို့ကတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုတာဟာအဲ့ဒီနှစ်ဖက်တည်ကြည်ပျက်စီးနေတာတွေပြီးတော့လေမနာကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဝန်တို့ဝန်ကိုဖြစ်နေတဲ့ကိစ္စတွေကိုရှော့ချဖို့အတွက်ကျွန်တော်တို့ရွေးကောက်ပွဲဝင်တဲ့ရည်ရွယ်ချက်ကိုတိုက်ကဒီငြိမ်းချမ်းရေးနောက်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရေးအဲ့တော့နောက်ဒီတဲ့တဆင့်မြင့်ရင်တော့အမြင့်ဆုံးကဖွဲ့စည်းပုံအခြေခံဥပဒေအကျက်အတဲပေါ့ဒီပေါ်မှာကျွန်တော်တို့သဘောထားကွဲလွဲတာတွေသဘောမတူတာတွေအဲ့ဒါတွေကိုကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာဆွေးနွေးမှုတွေကတစ်ဆင့်တဖြည်းဖြည်းချင်းကျွန်တော်တို့ကဆောင်ရွက်သွားဖို့ကျွန်တော်တို့ဒီလိုရည်ရွယ်ပြီးတော့ဒါရွေးကောက်ပွဲနည်းလမ်းကိုကျွန်တော်ချင်းကပ်ခဲ့ကြတာပါဒါကြောင့်ဒီရွေးကောက်ပွဲဟာခုနကပြည်သူတွေကြားထဲမှာရောနောက်ဆုံးပြည်ပထွက်ခွာပြီးအလုံးလုံးတဲ့လူငယ်တွေကြားထဲမှာရောအခုကပိတ်ထားတယ်ဟုတ်ပါတယ်ဒီစစ်မှုထမ်းတက်တန်းရှိတဲ့လူတွေပြည်ပမှာထွက်လို့မရဘူးဟုတ်ပါတယ်ဆိုတော့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဟိုတရားမဝင်တရားဝင်ဟုတ်ပါတယ်ပြီးတော့တခါဒီလက်ပေးလက်ယူဒီကိစ္စမှာအကြီးအကျယ်ဖြစ်တယ်ဖြစ်တော့အဲ့ဒီပြည်ပထွက်ခွာပြီးအလုံးလုံးတဲ့လူငယ်တွေမှာလည်းပဲဟိုတရားမဝင်လုပ်ရပြီဆိုကြတဲ့ကသူကဥပဒေအကာအကွယ်မဲ့တာပေါ့အဲ့တော့နိုင်ငံတော်ကလည်းရတဲ့တဲ့အခွန်အခတွေဆုံးရှုံးတယ်ဆိုတော့ဒါကြောင့်ဒါစစ်မှုထမ်းနဲ့ဆက်ဆက်ပြီးတော့ခုနကပြည်ပအလုပ်ကိုင်ကိစ္စတွေရောနောက်မိသားစုတွေရောဖြစ်နေတဲ့ကိစ္စဟာကျွန်တော်တို့ဒါကိုနိုင်ငံရေးအရာဖြည့်ရှင်းနိုင်ဖို့အဓိကကျွန်တော်တို့ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်ဟုတ်ပါတယ်နိုင်ငံရေးရပဲကျွန်တော်တို့ကဒါဖြည့်ရှင်းနိုင်မှာပေါ့နော်ဗျာ